ဒေါ်လေးတာကိုခန့်လာခေါ်တာအော်ဟုတ်လားတားရဲ့တာမင်းတကယ်ချင်းလာနေရဲ့အော်ဟဲ့အောင်ခိုးလုံးမင်းရောက်နေကြပြီလားမကြသေးဘူးကွာဟဲ့အောင်ဘောသားကန်ကြမယ်လေအော်ရုပ်တယ်ငါမိနေရဟဲ့အောင်ငါဝက်စားလေးလိုက်အောင်နော်ဟဲ့တာဘောသားကမို့လားဟုတ်တယ်မရဒီနေ့ကြောင်ပိတ်ရလေကြောင်ပိတ်ဆက်တကယ်ချင်းနဲ့ဘောကမလို့မရတာမိနေရတာရဲ့ကြောင်ပိတ်တယ်မကစားနဲ့လေအိမ်မှာလောက်ရှာရှိရတာရဲ့အမေရဲ့ဆော့တာတစ်ခါတလေပဲဆော့တာကိုအမေကတော့ပြန်ခါရရပဲဟုတ်အမလီမသွားရဘူးဟဲ့ကောင်းလေနင်လည်းပြန်တော့အမေရဲ့တားတဲ့ငချင်းလုံးပြောပါနဲ့တော့ခဏပဲကမှာပြီးတော့ပြန်လာမှာပဲဟုတ်တယ်လေတော်လေးကတားတဲ့သူနဲ့ခဏပဲဆက်မှာလေပြီးတော့ပြန်လာမှာပဲဟဲ့ကောင်းလေငါနေပြောနေမို့လားပြန်တော့လို့ပြောနေလေနေ့ငါအေးစေးပြောနေမရအောင်လားတော်လေးကလည်းအဲ့လိုပြောပါနဲ့ပြန်မှာပါသွားလေပြန်တော့လေဟုတ်တော်လေးဟုတ်ဟဲ့ငါသွားပြန်လို့ရအောင်အမေတားတဲ့ငချင်းစိတ်ဆိုးအောင်မယ်အမလီတော့စိတ်ပဲဆိုးစိတ်ပဲကောက်စိတ်ဝင်စားအောင်သွားဥစ္စာတော့လဲခြံသွားရမယ်အမေကလည်းကိုတော်လေးတောက်လည်းရှိတာကိုအလွတ်လိုက်မယ်ဆိုတာမရှိဘူးခိုင်းမှပြောမယ်ဆိုတာကြီးပဲဒီကောင်းလည်းငါလုံနာတော့မယ်သွားမြန်သွားတော့ဥမာမကြိုင်အော်ဆမ်မပါလားဆမ်မလာထောင်းဝင်လာကြလားအမလီမကြိုင်ရဲ့မရက်ကြိုင်ကိုခန့်ရမယ်သားလဲကိုခန့်ရှိရဲ့ဆမ်မရဲ့ဘုံမှာစားလောက်နေတယ်အမလေးရှင်းတာကြိုးစားသားပဲနော်။အော်ဒါနဲ့လေရွာထိပ်မှာလူရှိရဲ့အဲ့ဒါရှင်းတာလာခေါ်တာ။မလေးစင်မရဲ့အလူနဲ့ကျမသားနဲ့မဆိုင်လို့လဲ။အလူမဟုတ်ဘူးလေဟဲ့ရွာမားလူငယ်တွေမှမရှိတော့တာ။အဲ့နင့်သားကျွန်တော်နင့်သားလာခေါ်တာတခြားသူလည်းစုပါ යි ။မလေးကျမသားကိုလေခေါ်တာမရှိဘူး။လာလည်းမခေါ်နဲ့မကြိုက်ဘူး။ဟဲ့မကြိုက်အဲ့လိုမလုပ်နဲ့လေ။နော်အလူကကျွေးတဲ့အစားစားကြတော့စားပြီးတော့လဝိုင်းကြောင်မကူချင်ကြအောင်။အော်စင်မအိတ်လာလေလား။အေးဟုတ်တယ်တားရေဆရာမတောင်းလာခေါ်တာအလူမဝိုင်းကူမလူမရှိလို့တားရဲ့အော်အတော်ပဲဒီနေ့တားလည်းအားတယ်ဆရာလိုက်ခဲ့လိုက်မယ်နော်ဟဲ့တာဘာအားလဲမသွားနဲ့မကြိုက်ဘူးမသွားခိုင်းဘူးအမေရေဘာဖြစ်မိလဲတငယ်ချင်းနဲ့ဆော့မဆိုလည်းမဆော့ခိုင်းဘူးအခုအလူသွားမယ်ဆိုလည်းမသွားခိုင်းဘူးကုသိုလ်ရပါတယ်မေရေအမလီတားရေဘာကုသိုလ်လဲအကုသိုလ်လားဒီနေ့အိမ်စစ်တော့မယ်မသိဘူးလားအမေရေပြန်လာတော့ရတာပဲဟုတ်ဟဲ့ကောင်လေနင်ကဘာမှမရှိနဲ့ဆရာမရှင်လည်းပြန်တော့အမလီငါ့မောင်းထုတ်ပါနဲ့ဟဲ့ငါပြတ်မှာမယ်ဆရာမတခုပြောလိုက်မယ်နောက်ဘယ်တော့မှလည်းကျမတော်လာမခေါ်ပါနဲ့မကြိုက်ဘူးအမလီအဲ့တော့လည်းမောင်းမှာပါနဲ့လူဆိုတာလေသူ့လည်းကိုယ်လည်းရှိဟဲ့သိလားဟဲ့ဘာသူ့လည်းကိုယ်လည်းလဲဘာပြောနေတာလဲနားမလဲဘူးနားလည်းမပြောသားမှာအေးလေအုံတော့မရှိတဲ့ပဲသိပါမလဲသူ့လည်းကိုယ်လည်းဆိုတာလေတို့အယူနာအဆင်ပြေဘူးလေငါတို့ပဲကူညီပေးရလေဒီကအဆင်ပြေလို့ဆိုလောင်တောင်းနဲ့မပေးနိုင်တော့ဘူးနော်အမလီစိတ်ကုန်ဝင်စားတာသွားပြန်တော့အမလီပြန်ပါဘလို့ဟိုင်လည်းမသိဘူးဒါစောပြန်ပြီနော်အော်ဟုတ်ဆရာမဟုတ်ဆရာမစိတ်မဆူပါနဲ့နော်အေးပါသားရဲ့စိတ်မဆူပါဘူးတားလိုက်မှာဆရာမသိပြီသားဟဲ့သွားပါတော့နေပါရှင်းရလဲသွားတော့လေအေးပါရဲ့အေးပါငါသွားပါပြီတကယ်ပါပဲအမေဆရာမမတရားပြောအောင်နော်တော်အယူနာအဆင်မပြေဘူးနော်အမေသိရမလားအော်အေးဟုတ်သားပဲနော်အမေတို့ခုလိုနေရတာတို့ကူညီခဲ့တာသားရဲ့ပြီးတော့ရော်ရလူတွေကိုလောတာတို့ပဲကူညီပြရလဲမရလဲအေးဟုတ်တယ်သားရဲ့အမေပြောလိုက်မှားလားမသိဘူးအမေနောက်နေ့ကျဆရာမတောင်းမလိုက်အောင်နော်အော်အေးပါသားအေးပါ